အင်္ဂလိပ်ကရဲ့ရေပေါ်ရွာတဲ့စီကိုစိတ်ကူးနဲ့ခရီးထွက်ကြည့်လိုက်အောင်အဲ့ဒီမှာလေရေပြင်ပေါ်ကနေစီးကြကြပဲ့တင်ထက်လာတဲ့အတန်တစ်ခုအမြဲကြားနေရတယ်အဲ့ဒါကတာမန်တန်တော့မဟုတ်ပါဘူးဒါဟာမျိုးဆက်တွေနဲ့ချီကီဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုကိုတည်ဆောင်ထားတဲ့ရက်ကန်းစင်တွေရဲ့တက်ချီချွေမိတဲ့ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရက်ကန်းစင်ရဲ့စီချက်ကြအတန်ဟာဆူညံတန်တမဟုတ်ဘူးဒါဟာကိုပါတာစကားတစ်ခုတဲ့ကဲဒီနေရာမှာတင်စဉ်းစားစရာဖြစ်သွားပြီရိုးရိုးရှင်းရှင်းလက်မှုပညာတစ်ခုကနေဘယ်လိုများကိုပါတာစကားဆိုတာကြီးဖြစ်လာနိုင်မှာလဲဒါကပဲဒီနေ့ကျွန်တော်တို့အတူတူအဖြေရှာကြည့်ချင်တဲ့အကြောင်းအရာပါပဲတမိုင်းဆိုတာကိုစာရွက်ပေါ်မှာမင်းနဲ့ချအရင်မှမဟုတ်ပဲအချီမြင်နေနဲ့ရက်လုတ်ပြီးတော့လည်းမှတ်တမ်းတင်လို့ရတယ်ဆိုရဲအန်ဩစရာကောင်းတဲ့ယူဆတစ်ခုပေါ့ဗျာအဲ့ဒီလျှို့ဝှက်သတင်းစကားကိုမဖော်ထုတ်ခင်မှာလေအဲ့ဒီသတင်းစကားကိုရေးထိုးထားတဲ့ကြားခံပစ္စည်းကိုယ်တိုင်ကဘယ်လောက်တောင်ထူးခြားစံကျင်နေတယ်လဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်အောင်ဆိုတော့ဒီကြကြီးထဲဆိုတာတာမန်အဝဲအစားတစ်ခုလုံးဝမကောပါဘူးကဘာပေါ်မှာအရှားပါဆုံးအထည်လေးတွေထဲတာတစ်ခုဖြစ်ပြီးကြာပင်ရဲ့အရန်ကိုနူးညံ့တဲ့အမြန်လေးတွေတာနေပဲဖန်တီးထားတာပါဒီလောက်မြင့်မြတ်ပြီးတံပိုးထားတဲ့ပစ္စည်းကိုတမိုင်းကိုထိန်းသိမ်းဖို့တည်ဆောင်ဖို့ရွေးချယ်ခဲ့တာဟာအကြောင်းပြချက်ကောင်းကောင်းရှိနေလို့ပါပဲဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့မှာထူးခြားတဲ့အကြခံပစ္စည်းတစ်ခုရှိနေပြီကဲဒါဆိုရင်ဒီလာပါတဲ့အထည်လေးကနေတကယ်ဘာသာစကားတစ်ခုအဖြစ်ဘယ်လိုပြောင်းလဲသွားတယ်လဲဆိုတာကြည့်လိုက်ရအောင်ဒီမှာပထမဆုံးတဲလွန်စာကိုတွေ့ပါပြီဒီအောင်ဆုံး geometry ပုံစံတွေဟာမက်ဆီပတာတာဖြစ်အောင်အလားစဉ်ဖို့သက်လုံးဝမဟုတ်ပါဘူးပုံသဏ္ဍာန်တိုင်းမြင်းချောင်းတိုင်းမှာတီးကြတဲ့အတိတ်ပဲတစ်ခုစီရှိနေပါပြီအဲ့တော့အဓိကအချက်ကရှင်းသွားပြီရကန်းသမားတွေဟာဘာလုပ်နေတာလဲဆိုတော့သူတို့ရဲ့ဘိုးဘွားဆင်းဆက်ကနာမည်တွေဆွေမျိုးတော်စက်ပုံတွေဘိုးဘွားရဲ့အရေးကြီးတဲ့အဖြစ်အပျက်တွေကိုမျိုးဆက်တစ်ခုကနေနောက်တစ်ခုစီလက်ဆင့်ကမ်းဖို့အတွက်မျက်စိနဲ့မြင်လက်နဲ့ထိတွေ့ခံစားလို့ရတဲ့ဘာသာစကားတစ်ခုကိုသုံးနေတာပါအဲ့ဒါကိုပဲတိတ်ဆိတ်တဲ့ဝေါ်ဟာရလို့ခေါ်ကြတာပေါ့ဒါကဘာသာစကားတစ်ခုဆိုရင်သူတို့တွေဘာတွေပြောနေကြတာလဲအဖြေကတော့ရှင်းရှင်းလေးပါလူတယောက်ရဲ့အရေးမြစ်စစ်တဲ့မိသားစုနဲ့ကိုယ်ပိုင်လက္ခဏာအကြောင်းကိုတိုက်ရိုက်ဆက်ပြီးပြောပြနေတာပါခဏလောက်စဉ်းစားကြည့်လိုက်ပါရကန်းစင်ဘော်ကအထည်တစတိုင်းပါမိသားစုတစုရဲ့မျိုးရိုးစင်ဆက်သမိုင်းစာအုပ်တအုပ်ထင်းနေတယ်ဆိုတာကိုပေါ့ရကန်းသမားတွေဟာသူတို့ရဲ့ဘိုးဘွားတွေဆွေမျိုးတော်ဆက်ပုံတွေကိုအချီမြတ်နေနဲ့စာသားအတိုင်းရေးထိုးနေကြတာပါဒီနေရာမှာခြားနာချက်ကိုအရန်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်တစ်ဖက်မှာကကျွန်တော်တို့အားလုံးသိကြတယ်စာအုပ်တွေစာရွက်နဲ့မင်းကိုတုံးထားတဲ့တခါရေးပြီးရင်ပင်လို့မလွယ်တဲ့သမိုင်းမတန်းတွေပေါ့ဟောနောက်တစ်ဖက်မှာတော့ကြာချီကိုတုံးပြီးမျိုးဆက်တွေအလိုက်လက်ဆင့်ကမ်းလာတဲ့လက်နဲ့ရောမျက်စိနဲ့ပါဖတ်လို့ရတယ်အမြဲတမ်းတက်ကြွလှရှားနေတဲ့တက်ရှိသမိုင်းမတန်းကြီးတစ်ခုရှိနေတာပါဒီအလေးအကျင့်ဟာစိတ်ဝင်စားစရာကောင်းရွံ့တက်မဟုတ်ပါဘူးနော်စာရေးချင်းဆိုအရာမပေါ်ပေါက်ခင်ကတည်းကလူသားတွေဟာသူတို့ရဲ့အမတ်တရားတွေနဲ့တမိုင်းကိုဘယ်လိုထိန်းသိမ်းခဲ့ကြတယ်လဲဆိုရင်အန်အောစရာကောင်းတဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပြသနေတယ်လည်းဖြစ်ပါရဲ့ဒီအရှင်ဆရာလေးကဒီလက်မှုပညာရဲ့အရေးပါပုံကိုပိုပြီးမိမောင်းထိုးပြနေတယ်လို့ပါပဲလူတွေဟာအစပိုင်းမှာနှုတ်နဲ့ပြောတဲ့ပုံပြင်နေတချင်းနေနဲ့တမိုင်းကိုမှတ်သားခဲ့ကြတယ်အဲ့ဒီနောက်မှာစာရေးသားခြင်းမကြေပြခင်မှာပဲဒီလိုရက်လုတ်ထားတဲ့မျိုးရိုးစဉ်းစားမှတ်သားနေဟာရှုပ်ထွေးတဲ့အချက်လက်တွေကိုထင်းထင်းကိုအတွက်ရေးပါတဲ့တရားတစ်ခုဖြစ်ခဲ့ပါတယ်အဓိကမှတ်သားရမယ့်အချက်ကတော့ဒါတွေဟာပြက်တိုက်သေးကရှေးဟောင်းပစ္စည်းတွေထက်တဲ့မဟုတ်ဘူးဆိုတာပါပဲဒါတွေဟာလက်နက်ကိုင်တွေလို့ရတဲ့တက်ကြွပြီးအသုံးဝင်နေစေဖြစ်တဲ့သမိုင်းဆိုင်ရာမှတ်တမ်းအထောက်ထားတွေအဆင့်အမှန်နေဖြစ်ပါတယ်အစွန်းတက်အနေနဲ့ဒီအချက်ကကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုပေးသွားပါတယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရောတခြားသောလက်မှုပညာတွေထဲမှာကောဒီလိုမျိုးတိတ်ဆိတ်တဲ့ဝါဟာရတွေနဲ့ဖုံးကွယ်ထားတဲ့သမိတ်ဇလန်းတွေဘလို့တောင်ရှိနေနိုင်သေးလဲဒီချောက်ကူစိတ်ပြီးလိလာကြည့်လိုက်မယ်ဆိုရင်သူတို့တွေကရောဘလို့မျိုး NO ဆရာကောင်းတဲ့ဇလန်းတွေကိုကျွန်တော်တို့ကပြန်ပြောပြနေမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါပဲ